အိမ်မက်ထဲမှာဂျိုဆွန်ခိကပညာရှင်2ယောက်နဲ့အကျိတ်အနက်ငင်းခုန်ရင်းသူတို့ရဲ့အတက်ပညာတွေကိုဈေးပေါပေါနဲ့နှိုက်ယူနိုင်ခဲ့ပုံရပါတယ်။တိုင်းဆန်ကပညာရှင်နာမာကိုနဲ့ပတ်ဟေရန်တို့ကိုကျွန်တော်မျက်နာကိုကြည့်ပြီးဗာမြင်လဲလို့မေးခွန်းထုတ်လိုက်တဲ့အခါသူတို့2ယောက်စလုံးစွန့်အားသွားကြပါတယ်။ပတ်ဟေရန်ကမင်းကအတိတ်လည်းမရှိပစ္စုပန်လည်းမရှိဘူးနဲ့သူငယ်တပေါင်းလားလို့တောင်အံ့ဩတကြီးမေးခဲ့ရပါတယ်။ဒါဟာတိုင်းဆန်ကအနာဂတ်ကနေပြန်လဲမွေးဖွားလာသူဖြစ်လို့သူတို့ရဲ့နမိတ်ဖက်ပညာနဲ့ကြည့်ရင်အတိတ်မရှိတဲ့လူအဖြစ်မြင်နေရတာပါ။နန်မာကိုကတော့တိုင်းဆန်ရဲ့ကံကြမ္မာဟာတိုတောင်းလွန်တယ်လို့ဆိုပေမဲ့တိုင်းဆန်ကတော့အေးအေးဆေးဆေးပဲသူတို့စီကနေလူအကဲခတ်ပညာ face reading ကိုအနည်းဆုံးဈေးနဲ့သင်ယူဖို့သဘောတူညီချက်ရယူနိုင်ခဲ့ပါတယ်။အဲဒီနောက်တိုင်းဆန်ဟောင်ကောင်မှာ Robert နဲ့လူချင်းတွေ့ဆုံတဲ့အခါသူ့ရဲ့ပညာအသစ်ကိုချက်ချင်းစမ်းသပ်ပါတော့တယ်။ Robert ရဲ့မျက်နှာကိုကြည့်လိုက်တာနဲ့တင်သူရင်ဆိုင်နေရတဲ့ဘဝအဆိုးဆုံးအခြေအနေတွေဖြစ်တဲ့မိသားစုပြိုကွဲမှုအကျွေးနွတ်နစ်မှုနဲ့အားကိုးရမယ့်နေတဲ့အခြေအနေတွေကိုအကုန်လုံးကွက်ကြီးပြောပြနိုင်ခဲ့ပါတယ်။ Robert နဲ့ကလျာတို့ဟာတိုင်းဆန်ကဘလို့မျိုးအကြမ်းမြင်ရနေတာလဲဆိုပြီးတကယ့်ကိုထိတ်လန့်သွားကြပါတယ်။တိုင်းဆန်ကတော့ဒါဟာအရှိတိုင်းရဲ့လျှို့ဝှက်အကဲခတ်ပညာသားဖြစ်ကြောင်းအေးအေးဆေးဆေးပြောပြရင် Robert လို Wall Street ကကြားအိုကြီးကိုသူ့ရဲ့လက်ယုံအထည်တိုင်သွင်းမှုစတင်လိုက်ပါပြီ။တိုင်းဆန်က Robert ကိုအင်တာဗျူးတောင်အဆုံးထိမလုပ်ပဲကျွန်တော်ခမည်းကိုလက်ခံတယ်လို့ပြောလိုက်တာဟာ Robert အထက်တော့ငရဲတွင်းကနေနှက်ပြေကိုရောက်သွားသလိုပါပဲ။တိုင်းဆန်က Robert ကိုဒါရိုက်တာအဖြစ်ချက်ချင်းခန့်အပ်ပြီးသူ့ရဲ့မဟာဗျူဟာကိုချပြပါတယ်။အဲ့ဒါကတော့တိုက်ကြီးတိုင်းမှာဒေါ်လာ3ဘီလီယံစီအရင်းနှီးစိုက်ထုတ်ပြီး Venture Capital စွန့်ဦးရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေတည်ထောင်ဖို့ပါပဲ။ Robert ကရင်းနှီးမြှုပ်နှံသူဘယ်နှယောက်ရှိလဲလို့မေးတဲ့အခါတိုင်းဆန်တာဘယ်သူမှမရှိငါတယောက်တည်းအကုန်ရင်းနှီးမြှုပ်နှံမှာလို့ပြက်ပြက်သားသားဖြေလိုက်တာက Robert ကိုတင်မကပဲဖတ်နေတဲ့သူတွေပါမှင်သက်သွားစေပါတယ်။တိုင်းဆန်ဟာ Robert ကိုလုတ်ပိုင်ခွင့်အာဏာအပြည့်ပေးလိုက်ပြီးစမလာရဲ့အတွင်းမှာတင် London, Manhattan နဲ့ Hong Kong တို့မှာရုံးခန်းတွေဖွင့် Wall Street ကပညာရှင်တွေကိုစုဆောင်းပြီးအခွန်ကင်းလွတ်ခွင့်ရတဲ့နေရာတွေမှာကုမ္ပဏီကွဲတွေအမြန်ဆုံးတည်ထောင်နိုင်ခဲ့ပါတယ်။တိုင်းဆန်ဟာ Robert ရဲ့ဇာတာကိုကြည့်ပြီးသူဟာပါရမီရှင်တယောက်ဆိုတာသိထားတဲ့အတွက်အကျွမ်းမဲ့ယုံကြည်လိုက်တာပါ။အခုဆိုရင်တိုင်းဆန်ဟာကမ္ဘာဈေးကွက်ကိုစော့တင်ထိုးနှက်ဖို့အသင့်ဖြစ်နေပါပြီ။တိုင်းဆန်ဟာဟောင်ကောင်ရဲ့အထက်တန်းလွှားရက်ကွက်ကကလျာရဲ့အိမ်ကြီးကိုရောက်တဲ့အခါအိမ်ရဲ့ခန်းနားထေဝါမှုကြောင့်အတော်လေးအံ့ဩသွားရပါတယ်။အိမ်ထဲကိုအဝင်ပါတင်ကလျာအမေအီမန်နျူယ်ဖီယဲကိုပြင်သစ်လိုနွင်းစည်းကွမ်းတွေတောင်အန်တိရှေမှာဒူးထောက်ရမယ်ဆိုတဲ့စကားနဲ့မြောက်ပင့်ပြောဆိုလိုက်တာကကလျာအဖေလီဂျန်ချန်ကိုတောင်မျက်နှာပူသွားစေပါတယ်။တိုင်းဆန်ရဲ့ဒူလိုနှုတ်မှုရရာကျွမ်းကျင်မှုကလူတကြီးတွေကိုချက်ချင်းဖမ်းဆားနိုင်ခဲ့တာပေါ့။ဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတာကကလျာအဖေနဲ့လက်ဆွဲနှုတ်ဆက်တဲ့အခန်းပဲဗျာ။လီဂျန်ချန်ကတိုင်းဆန်ကိုဖြုံးနေပြီးမဲ့လက်ဆွဲနှုတ်ဆက်တဲ့အခါမှာတော့တိုင်းဆန်ရဲ့လက်ဖြောမှာသွေးပြောကြောတွေထောင်းတက်သွားတဲ့အထိအားပြင်းပြင်းနဲ့ညှိက်ပြီးစမ်းတက်လိုက်ကြကြောင်းတိုင်းဆန်တောင်လန့်သွားရပါတယ်။တိုင်းဆန်လည်းလူပြော့မဟုတ်ကြောအသာလေးတောင်ခံထားနိုင်ခဲ့ပါတယ်။ပြီးတော့ကလျာအမိတ်ကိုပေးတဲ့နွင်းစီကွမ်းဖာ48ပွဲဟာလဲတိုက်တိုက်ဆိုင်ဆိုင်အမိတ်ဖူတဲ့အသက်နဲ့သွားတူမိတာကြောင့်တကယ်လို့လူအကဲခတ်တော်တဲ့သူပဲဆိုပြီးအထင်ကြီးချင်းခံရပြန်ပါတယ်။အိမ်ထဲကိုရောက်တဲ့အခါ65လက်မ LCD အကြီးနဲ့အချွေရန်တက်တော်ဆောင်တွေကြားမှာတိုင်းဆိုင်ကဒါဟာတကယ်တထဲကြီးတွေပဲလို့စိတ်ထဲမှာပဲရေးရွတ်နေပေမဲ့အပြင်ဘက်မှာတော့တည်ငြိမ်နေသေးပါပဲ။ကလျာကတိုင်းဆိုင်ရဲ့အိမ်ကရှေးဟောင်းအမျိုးအနှစ်တန်မိုးရှိတယ်ဆိုတာကိုကြွားပေးတဲ့အခါတိုင်းဆိုင်ကအိမ်ဆိုတာနေလို့ကောင်းမှုပဲအဓိကပါတေးတာကြီးတာအရေးမကြီးဘူးလို့ပြောလိုက်တာကြောင့်တမီသားစုလုံးကြောင်သွားရပါတယ်။ကလျာအိမ်ကြီးကနန်းတော်နီးပါးကြီးနေတာကိုတိုင်းဆိုင်ကအိမ်သေးသေးလေးလို့ပြောလိုက်တယ်လို့ဖြစ်သွားတော့လူကြီးတွေမျက်လုံးပြူးကွန်တာပေါ့။လီဂျန်ချန်းကတိုင်းဆိုင်ရဲ့ပွင့်လင်းတဲ့တည်ငြိမ်တဲ့ဇယိုက်ကိုသဘောကျသွားပြီးမင်းကငါကြိုက်သွားပြီလို့ပြောရင်အရက်တောက်ဖို့ဖိတ်ခေါ်ပါတယ်။ထမင်းစားပွဲမှာစကားဆက်ပြီးတော့ကလျာကတိုင်းဆိုင်ကိုဟောင်ကောင်ဘဏ်ရဲ့ UIP လို့ပြောထားတဲ့အတွက်လီဂျန်ချန်းကဆက်ပူးနေပါတော့တယ်။တိုင်းဆိုင်ကတော့နှိမ့်ချတဲ့ပုံစံနဲ့ UIP တော့မဟုတ်ဘူးပတ်စံလေးနည်းနည်းချီးထားတာပါလို့ပြောပေမဲ့အာမခံပစ္စည်း collateral နဲ့စနစ်တကျလက်ဆောင်ခဲ့ပုံကိုကြည့်ပြီးလီဂျန်ချန်းကတိုင်းဆိုင်ရဲ့အရွေအချင်းကိုစတင်ရိပ်မိလာခဲ့ပါတယ်
စကားဝိုင်းကပိုပြီးလေးနက်လာတဲ့အခါတိုင်းဆန်ကသူ့မှာကိုယ်ပါရင်းနှီးမြုပ်နှံမှုရန်ပုံကူဖြာတစ်ခုရှိတယ်ဆိုတာကိုဝန်ခံလိုက်ပါတယ်။လီဂျန်ချန်းကတိုင်းဆန်ရဲ့အပတ်ကိုမေးကြည့်တဲ့အခါမှာလဲတိုင်းဆန်ကပတ်စံရှာတဲ့နေရာမှာအပတ်ကအရေးမကြီးဘူးလို့ရင့်ကျက်သစွာပြန်ဖြေလိုက်တာကြောင့်လုပ်ငန်းရှင်ကြီးတယောက်အနေနဲ့သဘောကျသွားရပြန်ပါတယ်။ဒါပေမဲ့တကယ့်ကိုဘုန်းကတော့ရင်းနှီးမြုပ်နှံမှုအပိုင်းမှာပဲဗျာ။လီဂျန်ချန်းကဆက်ပူးကျင်တာနဲ့မင်းရဲ့ရန်ပုံကူဖျားမှာငါကိုရင်းနှီးမြုပ်နှံခွင့်ပေးမလားလို့မေးလိုက်တဲ့အခါတိုင်းဆန်ကမျက်လုံးချင်းစုံကြည့်ပြီးအနှိမ့်ဆုံးရင်းနှီးမြုပ်နှံမှုဒေါ်လာ1 ဘီလီယံလို့ပြောချလိုက်ပါတယ်။အကျိုးမြတ်က100ခိုင်နှုန်းဆိုတာသာရမယ်လို့ဆိုပါတယ်။ဒီစကားကိုကြားလိုက်ရတဲ့လီဂျန်ချန်းခင်ဗျာချွေးတွေတောင်ပြန်သွားရပါတယ်။ဒီကောင်လေးကနောက်နေတာလားတကယ်ပြောနေတာလားဆိုပြီးဇွာဖြစ်သွားပြီမဲ့တိုင်းဆန်ရဲ့ယုံကြည်မှုအဖြစ်ရှိတဲ့မျက်လုံးတွေကိုကြည့်ပြီးဒါဟာတမဟုတ်တာကိုနားလည်သွားရပါတယ်။ဒေါ်လာ1 ဘီလီယံဆိုတာတာမန်ငွေပမာဏမဟုတ်ပေအဲ့ဒီလောက်ငွေကိုမှ100ခိုင်နှုန်းသာအမျက်ပေးမယ်ဆိုတာကတိုင်းဆန်ရဲ့ရန်ပုံကူဖျားဟာဘလောက်ထိအင်ဟာကြီးပြီးစီကန်းတင်းကျပ်တယ်ဆိုတာကိုပြလိုက်တာပါပဲဗျာ။ဟောင်ကောင်ရဲ့ကောင်းကင်ပြားကြီးအောက်မှာတိုင်းဆန်ရဲ့လက်ယုံ Robert ကသူ့တငယ်ချင်းဟောင်း Jack နဲ့တွေ့ဆုံနေပါတယ်။ Jack က Robert ကိုနိုင်ငံရေးလုပ်ငန်းရှင်တယောက်ထိနေတယ်လို့စားနောက်ရင်းကနေ Robert ကသူ့မှာလွတ်ဝတ်ရင်းနှီးမြုပ်နှံသူတယောက်ရှိတယ်ဆိုတာကိုအရိပ်မြတ်ပြောလိုက်ပါတယ်။နိုင်ငံရေးလောကထဲဝင်ဖို့ငွေလိုနေတဲ့ Jack ကငရဲအထိဆင်းရမယ်ဆိုရင်တောင်အဲ့ဒီလူနဲ့တွေ့ကျင်တယ်လို့အားကိုးတကြီးပြောလာပါတယ်။အဲ့ဒီမှာ Robert ကတိုင်းဆန်ရဲ့ညွှန်ကြားချက်အတိုင်း American နိုင်ငံရေးလောကကိုကိုင်လို့မဲ့ဘုံတပုံကိုကျွဲကျဲလိုက်ပါတယ်။အဲ့လာကတော့ Barack Obama ကိုဒေါ်လာ100တိုင်းထောက်ပံ့ဖို့ပါ။အဲ့ဒီအချိန်မှာ Hillary ကအသာစီးရနေတဲ့အချိန်ဖြစ်ပေမဲ့တိုင်းဆန်ကတော့အနာဂတ်ကိုတည်နေသူဖြစ်လို့ Obama အပေါ်မှာအကုန်ပုံအောပြီးလောင်းကျဲထပ်လိုက်တာပါ။ဒါဟာ American အစိုးရအဖွဲ့ထဲမှာတိုင်းဆန်ရဲ့လူတွေရှိလာဖို့အတွက်ကြိုတင်ပြင်ဆင်လိုက်တဲ့မဟာဗျူဟာတရက်ပါပဲလား။တစ်ဖက်မှာလေတိုင်းဆန်ဟာကိုရီးယားကိုပြန်လာပြီးတတိယနှစ်နောက်ဆုံးစာသင်ခန်းကိုရောက်လာပါပြီ။ဒါပေမဲ့အတန်းတိတ်မှာသူ့တငယ်ချင်းဟေယန်စာကြောင်းမတက်လာကြနေတာကိုသတိထားမိသွားပါတယ်။တငယ်ချင်းတွေရဲ့တီတိုးပြောစံတွေအရာဟေယန်စာဟာမိဘမယ်တရောချစ်နေကြသူမရဲ့ပြဿနာဟာလူတို့အမီတယောက်နဲ့ပတ်သက်နေတာကြောင့်မြို့နယ်ဝေါ်တော်ဝိတ်မပါရေးဘူးဆိုတာကိုတိုင်းဆန်သိလိုက်ရပါတယ်။ဟေယန်စာဟာအခုဆိုရင်ငကိုဒါဆိုတဲ့နေရာကိုထွက်ပြေးတိရှောက်နေရတဲ့အထိအခြေအနေဆိုးဝါးနေပါတော့တယ်။တိုင်ဆန်ကအကြောင်းမှာဟီယန်ဆက်ရဲ့တရင်ကိုကြားချင်မှာပဲငင်းနီလို့မရတော့ပါဘူး။ဟီယန်ဆက်ဟာမိဘမဲ့ကလေးတွေကိုစောင့်ရှောက်နေတဲ့စန်းစီယုံဆိုတဲ့စီယုံမှာကလေးတွေအတွက်ចောင်းပိတ်ရက်တွေမှာပါအလောက်ချမ်းလုပ်ပြီးပတ်စံရှာပြီးနေရတော့ပါ။တိုင်ဆန်ကတော့ဒါကိုရိပ်မိပြီးသူ့အမေကိုစီရနာဝန်ထမ်းလုပ်ချင်လို့ဆိုပြီးလင်းညကဟီယန်ဆက်စီကိုလိုက်သွားခဲ့ပါတယ်။တစ်ဖက်မှာလည်းဟီယန်ဆက်ဟာတနေ့လုံးပင်ပင်မအလုပ်လုပ်ခဲ့ပေမယ့်ရရှိလာတဲ့ဝန်ချတောင်ကလေးဟာစေးရုံကကလေးတွေအတွက်အသားဝယ်ကျွေးဖို့တောင်မလုံလောက်ဘူးဆိုပြီးစိတ်မကောင်းဖြစ်နေရှာပါတယ်။ဒါပေမဲ့စေးရုံဝင်နဲ့ရောက်သွားတဲ့အခါမှာတော့သူမယုံနေစရာမြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတယ်။အဲ့ဒါကတော့တိုင်ဆန်ကသူ့မိဘတွေနဲ့အတူရောက်နေပြီးစေးရုံကကလေးတွေကိုဝက်သားကင်တွေကျွေးမွေးပြီးပျော်ပျော်ပါပါကစားပြီးနေတာပါတယ်။ဟီယန်ဆက်ကတော့တိုင်ဆန်ကိုဒီညမှာတွေ့လိုက်ရလို့မျက်နှာတွေနီအံ့ဩနေကြီးမှာတိုင်ဆန်ကတော့မင်းပြန်လာပြီလားဆိုပြီးရင်းရင်းနီးနှုတ်ဆက်လိုက်ပါတယ်။တိုင်ဆန်ဟာသူ့ရဲ့တထေးကြီးဂုံပုတ်တွေကိုခဏဘေးဖယ်ထားပြီးသူငယ်ချင်းအတွက်အစွမ်းကုန်ကူညီပေးနေတာပါ။ဟီယန်ဆက်ဟာတိုင်ဆန်တို့မိသားစုယူလာပေးတဲ့ပန်းတီတတာပုံကြီးတွေနဲ့ကလေးတွေအတွက်စားတော့ဖွယ်ရတွေကိုကြည့်ပြီးအန်အိုးလွန်းလို့စကားတော့မစုံနိုင်တော့ပါဘူး။သူ့ရဲ့အရင်နှီးဆုံးတငယ်ချင်းတိုင်ဆန်ဟာသူအခက်ခဲတွေ့နေချိန်မှာဘလောက်အထိအားကိုးရတယ်လဲဆိုတာကိုသိသွားပြီးမျက်ရည်ဝဲရင်ကျေးဇူးတင်ပါတယ်လို့တုံရင်ပြောရှာပါတယ်။တိုင်ဆန်ကတော့ဘာတွေလုပ်နေတာလဲမြန်လာကူအောင်ဆိုပြီးရင်းနီးမဲ့ခိုင်းစီလိုက်ပါတယ်။ဒီလိုတငယ်ချင်းအပေါ်ထားတဲ့စေတနာကြောင့်တိုင်ဆန်ရဲ့စနစ်ထဲမှာကာမာ points တီထပ်တိုးလာခဲ့ပြီးသူ့ရဲ့ကံကြမ္မာကိုပုံမခိုင်မာစေခဲ့ပါတယ်။ဒါပေမဲ့တိုင်ဆန်လဒလောက်နဲ့တင်ရပ်မနေပါဘူးနောက်တစ်နေ့မှာပဲသူဟာအိမ်ချမ်းမီပွဲစားစီကိုထောပြီးမိဘမဲ့ကလေးတွေနေထိုင်မှုနေရာတစ်ခုကိုလိုက်ရှာပါတော့တယ်မြို့ထဲနေ10မိနစ်ပဲဝေးတဲ့အစ်စ်မြင့်ပြည်ပုတ်ကားတွေကြံနေတဲ့အဖြစ်ပဲဟန်ကျောင်းဟောင်းကြီးကိုရှာတွေ့သွားတဲ့အခါမှာတန်ဖိုးက1.5 ဘီလီယံကျော်ပြီမြတိုင်ဆန်ကတော့အေးအေးဆေးဆေးပဲဝဲလိုက်ပြီးလို့ဆုံးဖြတ်လိုက်ပါတယ်ကျောင်းတင်မကပဲနောက်ွယ်ကတောင်ကိုပါဝေပြီးသူ့အမေရဲ့နာမည်နဲ့မိဘမဲ့ခေဟန်အဖြစ်လှူဒန်းဖို့အစီအစဉ်လိုက်တာကပွဲစားကိုတောင်မျက်လုံးပြူးသွားစေပါတယ်တိုင်ဆန်ဟာဖုန်းနဲ့လက်နေဆက်ပြီးပတ်စံကပြဿနာမဟုတ်ဘူးအမြန်ဆုံးနဲ့အကောင်းဆုံးပြင်ပေးပါလို့တာဝန်ရှိသူတွေကိုညွှန်ကြားလိုက်တဲ့အချိန်မှာသူဟာတာမန်ចောင်းသားတစ်ခုမဟုတ်တော့ဘဲအာဏာရှိတဲ့လုပ်ငန်းရှင်ကြီးလိုဖြစ်နေပါပြီ
ပွဲစားကတော့ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ဒီလောက်အလူသွက်တဲ့လူမျိုးတခါမှမမြင်ဘူးဆိုပြီးတအန်းတော်ငေးကြည့်နေရတော့ပါတယ်တိုင်ဆန်ကတော့ဒီနေရာတက်ကိုအမြင့်ဆုံးပြုပြင်မွမ်းမံပြီးကလေးတွေကိုဒုက္ခရင်းကနေဆွဲထုတ်ဖို့အားခဲ့တာပါတယ်တိုင်ဆန်ကဖုံးတစ်ချက်စက်ယုံနေတဲ့မြို့တော်ယူနဲ့အစိုးရရှိနေတွေကိုပါဖိအားပေးနိုင်တဲ့အထိအဆက်အသွယ်ကောင်းနေပါပြီမိဘမဲ့ဂေဟာကိုအနိုင်ကျင့်ပြီးနှင်းထုတ်ဖို့ကြိုးစားနေတဲ့အကတိလိုက်စားသူတွေကိုတရားဥပဒေကြောင်းအရပြန်လဲတိုက်ခိုက်ဖို့သူကလွတ်ဝဲညွှန်ကြားလိုက်ပါတယ်တရားမျှတမှုအတွက်ပဲလို့သူကအေးအေးဆေးဆေးဖြော့ပေမယ်နောက်ကွယ်မှာတော့ဟီယန်ဆက်လူကလေးတွေအတွက်လုံခြုံတဲ့နေရာတစ်ကိုအပိုင်ဖန်တီးပေးလိုက်တာပါတစ်ဖက်မှာလည်းတိုင်ဆန်ရဲ့စီးပွားရေးအကွက်ကပျောက်စရာကောင်းလာပါတယ်သူက Google Share တွေကနေ3 trillion အထိအငက်ထွက်ဖို့စီစဉ်နေပြီးရှေ့လာမယ့်စီးပွားရေးပစ္စည်းမှာ Amazon, Google နဲ့ Apple Share တွေကိုအကုန်သိမ်းကျုံဝယ်ယူဖို့အားခဲ့တာပါတယ်အခုချိန်ကတော့ပျော်စရာအကောင်းဆုံးအချိန်ပဲလို့သူကမဲ့ပြုံပြုံလေးကမ္ဘာစီးပွားရေးကိုကစားဖို့ပြင်ဆင်နေချိန်မှာပဲထူးဆန်းတဲ့အလင်းတန်းကြီးပေါ်လာပြန်ပါတယ်တိုင်ဆန်တို့လာတဲ့အခါနှင်းတွေဖုန်နေတဲ့နတ်ထရတို့ရဲ့နေရာထက်ရောက်သွားပြီးအဲ့ဒီမှာဂျိုးလို့ခေါ်တဲ့အဖိုးအိုကြီးနဲ့တွေ့ဆုံရပါတယ်ဒီအဖိုးအိုကြီးကငါကတန်တရားကိုဖျက်သွားမဲ့သူလို့ပြောလိုက်တဲ့အကြောင်းတိုင်ဆန်တယောက်ကြောင်းအားသွားရပြန်ပါတယ်